အားလုံးပဲမင်္ဂလာရှိသောနက်နက်ခင်းဖြစ်ပါစေလို့နှုတ်ခွန်းဆက်တင်ရင်ကျွန်တော်အနေနဲ့ဂျေဇုတင်စကားအနည်းငယ်ပြောကြားလိုပါတယ်ပထမဆုံးအနေနဲ့ပါကစ္စတန်ဝန်ကြီးချုပ်နဲ့စစ်တင်နာပရိမနာတို့ကကျွန်တော်တို့ကိုအလွန်ကောင်းမွန်စွာအဲ့ခံကြွေးမွေးခဲ့ကြပါတယ်စီးစက်ညီနိုင်မှုဒီမှာအားနည်းချက်တွေရှိခဲ့မယ်ဆိုရင်အဲ့ဒါကပါကစ္စတန်နိုင်ငံကြောင့်မဟုတ်ပါဘူးသူတို့ကတော့ကျွန်တော်တို့နဲ့အီရန်နိုင်ငံကြားကကွာဟချက်တွေကိုပေါင်းကူးပေးဖို့နဲ့သဘောတူညီချက်ရဖို့အစွမ်းကုန်ကြိုးစားကူညီပေးခဲ့ကြပါတယ်အခုဆိုရင်ကျွန်တော်တို့ဆွေးနွေးပွဲမှာအချိန်23နာရီတိုင်းအားသွန်ခွန်ဆိုင်ကြိုးပမ်းခဲ့ကြပြီဖြစ်ပါတယ်။အီရန်နိုင်ငံနဲ့အကြောင်းအရာအတော်များများကိုအနှစ်သာရရှိဆွေးနွေးနိုင်ကြတာကတော့သတင်းတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သတင်းစိုးတစ်ခုကတော့ကျွန်တော်တို့အခုထိတိကျတဲ့သဘောတူညီချက်တစ်ခုကိုမရရှိသေးတာပဲဖြစ်ပါတယ်။ဒီလိုသဘောတူညီချက်မရရှိတာကအမေရိကန်ထက်အီရန်နိုင်ငံအတွက်ပိုပြီးဆိုးကျူးရှိလာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကသဘောတူညီချက်မရရှိပဲအမေရိကန်နိုင်ငံကိုပြန်ကြရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့လက်ခံနိုင်တဲ့အကန့်အသတ်တွေကဘာလဲဆိုတာကိုအတိအလင်းပြောကြားခဲ့မိဖြစ်ပါတယ်။ဘယ်အရာတွေကိုတော့လိုက်လော်ပေးနိုင်ပြီးဘယ်အရာတွေကိုတော့လုံးဝလိုက်လော်မှာမဟုတ်ဘူးဆိုတာကိုလည်းရှင်းရှင်းလင်းလင်းချပြခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကတက်နိုင်သမျှအရှင်းလင်းထောင်ပြောဆိုခဲ့ပေမဲ့သူတို့ကတော့ကျွန်တော်တို့ရဲ့စီကံချက်တွေကိုလက်မခံဘူးရွေးချယ်ခဲ့ကြပါတယ်။ CNN သတင်းဌာနက Nick Robertson ကအီရန်ဘက်ကဘာတွေကိုညှင်းပယ်ခဲ့တာလဲလို့မေးမြန်းခဲ့ပါတယ်။ကျွန်တော်တို့23နာရီကြာတကားပြီးဆွေးနွေးခဲ့တာတွေကိုလူသိရှင်ကြားပြန်ပြီးမပြောချင်ပါဘူး။ဒါပေမဲ့ရိုးရှင်းတဲ့အချက်ကတော့သူတို့အနေနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ဘယ်တော့မှစ조사မှာမဟုတ်ကြောင်းအာမခံချက်ပေးဖို့ပါပဲ။နျူကလ িয়ার လက်နက်အမြန်ရရှိစေမဲ့နည်းပညာတွေနဲ့ကိရိယာတွေကိုလည်းရှာဖွေမှာမဟုတ်ဘူးဆိုတဲ့ခိုင်မာတဲ့ကတိမျိုးကိုကျွန်တော်တို့လိုချင်တာပါ။ဒါကအမေရိကန်သမ္မတရဲ့အဓိကပန်းတိုင်ဖြစ်တယ်လို့ဒီဆွေးနွေးပွဲတွေကနေကျွန်တော်တို့ရယူချင်တဲ့လားလက်လေးဖြစ်ပါတယ်။သူတို့ရဲ့နျူကလ িয়ার တန့်ရှင်းတဲ့စိတ်ရောင်အဟောင်းတွေကပျက်စီးသွားပြီဆိုပေမဲ့ကျွန်တော်တို့ကတော့သူတို့ရဲ့စိတ်ရင်းကိုသိချင်တာပါ။အီရန်နိုင်ငံကနျူကလ িয়ার လက်နက်မထုတ်လုပ်ဘူးဆိုတဲ့ခိုင်မာတဲ့ရည်တည်ချက်ရှိမရှိဆိုတာကအဓိကမေးခွန်းဖြစ်ပါတယ်။အခုအချိန်နဲ့မဟုတ်ဘဲနောက်ထပ်နှစ်ပေါင်းများစွာအထိရေရှည်အတွက်ကျွန်တော်တို့ကအာမခံချက်လိုချင်တယ်ပါ။အခုချိန်ထိတော့အဲ့ဒီလိုခိုင်မာတဲ့ကတိကဝတ်မျိုးကိုသူတို့စီကမတွေ့ရသေးပေမဲ့နောက်ပိုင်းမှာတွေ့ရဖို့တော့မျှော်လင့်ပါတယ်။အီရန်ရဲ့အေးခွဲထားတဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အကျယ်ဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီကိစ္စတွေအပြင်တခြားသောအကြောင်းအရာအတော်များများကိုလည်းထည့်သွင်းဆွေးနွေးခဲ့တာပါ။ဒါပေမဲ့အီရန်ဘက်ကကျွန်တော်တို့ရဲ့စီကံချက်တွေကိုလက်ခံနိုင်တဲ့အနေအထားမျိုးကိုမရောက်ရှိခဲ့ပါဘူး။ကျွန်တော်တို့ဘက်ကတက်နိုင်သမျှအလိုက်အလောဆုံးနဲ့အပွင့်လင်းဆုံးဆွေးနွေးခဲ့တယ်လို့ယူဆပါတယ်။သမ္မတကကျွန်တော်တို့ကိုစိတ်ရင်းမှန်နဲ့အစွမ်းကုန်စ조사ဖို့မှားကြခဲ့ပေမဲ့ကံမကောင်းစွာနဲ့တိုးတက်မှုမရှိခဲ့ပါဘူး။ဆွေးနွေးပွဲကာလအတွင်းမှာသမ္မတ Trump နဲ့လည်းအဆက်မပြတ်ဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့21နာရီအတွင်းမှာသမ္မတနဲ့10ကြိမ်ထက်မနည်းတိုင်ပင်ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါအပြင်အမျိုးသားလုံခြုံရေးအဝင်းတွေနဲ့လည်းအမြဲတမ်းဆက်သွယ်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ခဲ့တာပါ။ကျွန်တော်တို့ကစိတ်ရင်းမှန်နဲ့ဆွေးနွေးခဲ့တာပါ။အခုတော့အကောင်းဆုံးနဲ့နောက်ဆုံးကမ်းလှမ်းချက်ကိုခြံထားခဲ့ပါတယ်။ဒီကမ်းလှမ်းချက်ကိုအီရန်နိုင်ငံကလက်ခံမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်